အောင်မြင်တဲ့လူနဲ့မအောင်မြင်တဲ့လူမတူညီတာတစ်ခုပဲရှိပါတယ်။သိကျင်နေဆိုရင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဇာတ်စာပေလူမိတ်ဆွေ Facebook Page ကနေကြိုဆိုလိုက်ပါရစေ။ငါအတွက်တော့မဖြစ်နိုင်တော့ပါဘူးဆိုပြီးအလွယ်တကူလက်လျှော့ခြင်းနေတဲ့သူတွေတေချာနားထောင်ပါ။လောကမှာမဖြစ်နိုင်တဲ့အရာဆိုတာတကယ်မရှိပါဘူး။မဖြစ်သေးတဲ့အချိန်ကာလပဲရှိရပါ။ခမည်းမနေတဲ့အိမ်မက်ကဘလောက်ကြီးတယ်လဲ။ကိုယ့်အိမ်မက်ကကြီးမားလေလေအကောင့်ထဲပေါ်ဖို့အချိန်ပိုပေးရလေလေပဲဆိုတဲ့တဘာဝတရားကိုအရင်လက်ခံထားဖို့လိုပါတယ်။ခောက်ဆွဲပြုတ်တပွဲပြုတ်ဖို့3မိနစ်ပဲကြာပေမဲ့တန်မိုးကြီးတဲ့စိန်ပွင့်တပွင့်ဖြစ်လာဖို့မြေကြီးထဲမှာဘီအားပေါင်းများစွာနဲ့နှစ်တန်းချီအချိန်ယူရပါတယ်။ခမည်းကစိန်တပွင့်လိုတန်မိုးကြီးတဲ့အောင်မြင်မှုကိုလိုချင်နေပြီးတော့3မိနစ်လောက်ပဲအချိန်ပေးခြင်းနဲ့အပင်မခံခြင်းဘူးဆိုရင်အစကတည်းကအိမ်မက်မမတ်တာပိုကောင်းပါလိမ့်မယ်။ချက်ချင်းဆိုင်ချက်ချင်းစားလို့ရတဲ့အောင်မြင်မှုဆိုတာတကယ်လက်တွေ့လောကမှာမရှိပါဘူး။အချိန်တိုအတွင်းလွယ်လွယ်ရတဲ့အရာကအချိန်တိုအတွင်းမှာပဲအလွယ်တကူပြန်ပြောက်သွားတတ်ပါတယ်။ဒီတော့တင့်ဘက်ကစိတ်မရှိနိုင်ဘူးတီးမခံနိုင်ဘူးချက်ချင်းကြီးအကောင့်ထဲပေါ်ကျင်နေတာပဲဆိုရင်အခုပဲရက်လိုက်ပါတော့အချိန်တွေမဖြုံးပါနဲ့တော့တကယ်လို့တေချာပေါက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်သက်ရှိရဲဆိုရင်တော့ရေရှည်ခါးစည်းမှုတွေကိုတီးခံပြီးလုံလောက်တဲ့အချိန်တစ်ခုကိုရင်းနှီးမြှုပ်နှံလိုက်ပါခမရဘက်ကသာအချိန်နဲ့ဇွဲကိုတိတိကျကျပေးဆက်နိုင်ရင်ခမရဖြစ်ချင်တဲ့အရာတေချာပေါက်ကိုဖြစ်လာမှာပါမင်းကလန်ကူလက်မှာစိတ်ပြက်ပြီးရက်နေခြင်းရင်ကွန်မန့်မှာလက်မလျှော့ဘူးလို့မှန်းခဲ့ပေးပါခင်ဗျာ